မင်္ဂလာပါဒီနေ့မှာတော့ဒီလိုမျိုးဝက်ရုပ်ကလေးကိုထိုးပြမယ်ပေါ့နော်အခြေခံတက်ပြီးပြီဆိုရင်လည်းဒါလေးကိုလိုက်ထိုးလို့ရပါတယ်နော်ဒီဝက်ရုပ်ကလေးကိုသင်ပေးပါမယ်ဒီမှာတော့ခေါင်းလေးထိုးဖို့အတွက်က Makeup Tone 4 ply ကိုသုံးပါတယ်နော်နှာခေါင်းကကြတော့4 ply ပဲသုံးရမှာဆိုပေမဲ့4 ply ကိုဒီအောင်မရှိတဲ့အတွက်5 ply ကိုပဲသုံးလိုက်ပါမယ်နော်ပြီးရင်အလဲကဒီအဖြူဟာလေးလုပ်ဖို့အတွက်ကအဖြူနည်းငယ်လိုပါမယ်နော်ပြီးရင်အရုပ်မျက်လုံးက4cm 4mm ရပါတယ်เนาะအစိုက်ကတော့4 line ဖြစ်တဲ့အတွက် 2.0mm ကိုသုံးပါမယ်ပြီးရင်ဆီလီကိုနဲ့ချုပ်ကော်ကန်းလည်းရတယ်ကော်ချောင်းလည်းရတယ်ပေါ့เนาะပြီးရင်ကကြီးလိုပါမယ်เนาะအဲ့တော့စပြီးရောထိုးကြပါမယ်ပထမဦးဆုံး magic ring လုပ်လိုက်ပါမယ်เนาะmagic ring ရပါမယ် magic ring နဲ့မှာတိုင်တို့6တိုင်ထိုးပါမယ်1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
6ခုပြီးသွားပြီဆိုရင်ဒီကျိုးလေးကိုတင်းတင်းလေးဖြစ်အောင်လို့ဆွဲလိုက်ပါမယ်ပြီးရင်ဒီမှာကပတ်လက်စနစ်နဲ့မသွားပါဘူးเนาะရှက်ကော်စနစ်နဲ့သွားမှာဖြစ်တဲ့အတွက်ပထမဦးဆုံးဒီတိုင်တိုပေါ့เนาะပထမဦးဆုံးတိုင်တိုရဲ့ထိပ်မှာရှက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်เนาะနောက်တစ်ဆင့်ကိုတက်ဖို့အတွက်ဖွင့်ပြီးတစ်ခေါက်ထိုးပါမယ်ပြီးရင်ခုနကအဲ့ဆက်ကော်ချိတ်ထားတဲ့ပေါက်ထဲမှာပဲတိုင်တိုလေးတစ်ခါထိုးပါမယ်ဒါကအဆင့်နှစ်ကိုတက်တာပါเนาะပြီးတော့အဲ့ရပေါက်ထဲမှာပဲတိုင်တိုလေးတစ်တိုင်းထပ်ပြီးတော့ထိုးပါမယ်เนาะတပေါက်ထဲမှာနှစ်တိုင်ထိုးတာဆိုတော့တိုင်ပွားပေါ့เนาะအဲ့ဒီတိုင်လေးပဲဆက်ပြီးတော့ထိုးရပါမယ်တပေါက်ကိုနှစ်တိုင်စီနဲ့ထိုးရပါမယ်เนาะတပေါက်ကိုတိုင်တို့နှစ်တိုင်စီနဲ့6ကောက်ပြည့်အောင်လို့ထိုးရပါမယ်6ကောက်ထိုးပြီးပြီဆိုရင်စုစုပေါင်းတိုင်တို့ရေအတွက်12ခုရှိရပါမယ်เนาะရေးကြည့်ပါမယ်1 2 3 4 5 6 9 10 12ခုရှိရပါတော့12ခုရှိပြီဆိုရင်ပထမဦးဆုံးတိုင်တို့ထိုးခဲ့တဲ့ထိတ်တက်တဲ့မှာပေါ့နော်ရှက်ကော်လေးနဲ့ချိတ်လိုက်ပါမယ်ဒါကအဆင့်နှစ်ဒီပြီးသွားပြီပေါ့နော်ပြီးတော့ဒီအလဲရကျိုးလေးကိုဖြတ်လိုက်လို့ရပါတယ်နောက်ထပ်အဆင့်3တက်ပါမယ်เนาะအဆင့်3တက်ဖို့အတွက်ဖုန်မီလေးတစ်ခေါက်ထိုးလိုက်ပါမယ်ဖုန်မီတစ်ခေါက်ထိုးပြီးပြီဆိုရင်ခုနကရှက်ကော်ချိတ်ထားတဲ့ပေါက်ထဲမှာတိုင်တို့တိုင်ထိုးပါမယ်เนาะပြီးရင်ဘေးပေါက်မှာတိုင်တို့တိုင်ထိုးပါမယ်ပြီးရင်အဲ့ပေါက်ထဲမှာပဲတိုင်တို့တိုင်ထိုးပါမယ်เนาะတိုင်တို့တိုင်တိုင်မွားတိုင်ပြန်ထိုးမယ်ဒါကိုတစ်ချိန်လုံးတက်မှတ်ပါမယ်တိုင်တို့တိုင်ဘေးပေါက်မှာနှစ်တိုင်ထိုးပါမယ်တစ်ပေါက်ကိုနှစ်တိုင်ပေါ့เนาะအဲ့တော့တိုင်တို့တိုင်တိုင်မွားတိုင်နောက်တစ်ချိန်ထိုးပါမယ်တိုင်တို့တိုင်တိုင်မွားတိုင်နောက်တစ်ချိန်ထိုးပါမယ်တိုင်တို့တိုင်တိုင်မွားတိုင်ဒါမျိုးကို6ခေါက်ပြည့်အောင်ထိုးရမယ်ပေါ့နော်တိုင်တို့တိုင်တိုင်မွားတိုင်တိုင်တို့တိုင်မွားတိုင်နဲ့6ခေါက်ပြည့်အောင်လို့ထိုးရပါမယ်အဆုံးထိပြီးသွားပြီဆိုရင်စုစုပေါင်းတိုင်တို့အရေအတွက်18တိုင်ရှိရပါမယ်နော်ဒီကနေစရပါမယ်1 2 3 4 5 6 9 10 11 18ခုရပြီဆိုရင်ပထမဦးဆုံးတိုင်တို့ထိုးထားတဲ့ထိတ်တဲ့မှာရှက်ကော်နဲ့ချိတ်ပါမယ်နောက်ထပ်အဆင့်4ကိုတက်ဖို့အတွက်ဖုန်မီတစ်ခေါက်ထိုးပါမယ်အဆင့်4မှာဆိုရင်အဲ့ရှက်ကော်ထိုးထားတဲ့ပေါက်ထဲမှာပဲတိုင်တို့တိုင်ထိုးပါမယ်နော်ပြီးရင်ဘေးပေါက်မှာလည်းတိုင်တို့တိုင်ထိုးပါမယ်ပြီးရင်ဘေးပေါက်မှာတိုင်တို့2တိုင်ထိုးပါမယ်ဒါကိုတစ်ချိန်လို့တတ်မှတ်ပါပဲเนาะတိုင်တို့2တိုင်တိုင်မွားတဲ့တိုင်ပြန်ထိုးပါမယ်เนาะတိုင်တို့1တိုင်2တိုင်တိုင်မွားတဲ့တိုင်
တိုင်နိုတစ်တိုင်းတိုင်နိုနှစ်တိုင်းတိုင်မွားတစ်တိုင်းတိုင်နိုနှစ်တိုင်းတိုင်မွားတစ်တိုင်းပြန်ထိုးပြပါမယ်နော်တိုင်နိုတစ်တိုင်းနှစ်တိုင်းတိုင်မွားတစ်တိုင်းတိုင်နိုနှစ်တိုင်းတိုင်မွားတစ်တိုင်းတိုင်နိုနှစ်တိုင်းတိုင်မွားနှစ်တိုင်းနဲ့6ခေါက်ပြည့်အောင်လို့ထိုးရပါမယ်နော်အလုံးပေါင်း6ခေါက်ပြည့်သွားပြီဆိုရင်ခုနကပထမဦးဆုံးတိုင်နိုထိုးခဲ့တဲ့ထိပ်မှာရှက်ကော်နဲ့ချိတ်လိုက်ပါမယ်နောက်ထပ်အဆင့်9ကိုတက်မယ်ပေါ့နော်ဒါက4 ply နဲ့ထိုးတာဆိုတော့ site သေးပါရဲ့နော်နောက်ထပ်အဆင့်9ကိုတက်ဖို့အတွက်ဖွင့်ပြီးတစ်ခေါက်ထိုးပါမယ်အဆင့်9မှာဆိုရင်ဒီတိုင်နိုတစ်ပေါက်တစ်တိုင်းစီနဲ့ထိုးရပါမယ်နော်ဘာတိုင်ပွားမှာဘာတိုင်လျှော့မှာမရှိဘူးပေါ့နော်တစ်ပေါက်ကိုတစ်တိုင်းစီနဲ့ပဲထိုးရပါမယ်ဒီလိုမျိုးတစ်ပေါက်တစ်တိုင်းစီနဲ့အဆုံးထိရအောင်ထိုးရပါမယ်နော်အဆုံးဒီတိုင်နိုတစ်ပေါက်တစ်တိုင်းစီပြီးပြီဆိုရင်ပထမဦးဆုံးတိုင်နိုထိုးထားတဲ့ထိပ်မှာရှက်ကော်နဲ့ချိတ်လိုက်ပါမယ်နော်အဲ့တော့နောက်ထပ်အဆင့်6ပေါ့နော်အဆင့်6ကနေအဆင့်9ထိကိုတိုင်နိုတစ်ပေါက်တစ်တိုင်းစီကိုပဲထိုးရပါမယ်နော်အဲ့တော့2တန်းထိုးရပါမယ်အဆင့်6ကနေပြီးတော့အဆင့်9ထိကတိုင်နိုတစ်ပေါက်တစ်တိုင်းစီပေါ့နော်တန်းပြီးရင်ရှက်ကော်ချိတ်မယ်ဖွန်ပြီးတစ်ခေါက်ထိုးပါမယ်နော်အဆင့်9တီပြီးသွားပြီဆိုရင်ထုံးစံအတိုင်းပဲရှက်ကော်နဲ့ချိတ်ပါမယ်နော်အဲ့တော့အတန်းမမအောင်လို့ဒီကနေပြန်ယူမယ်နော်1 2 3 4 5 6 9တန်းကွက်တီပဲပေါ့နော်နောက်ထပ်အဆင့်8ကိုတက်ပါမယ်နော်ဒီနေရာလေးကိုတေချာလေးကြည့်ပေးပါအဆင့်8ကိုတက်ဖို့အတွက်ဖွင့်ပြီးတစ်ခါထိုးပါမယ်တိုင်ခုနကရှက်ကော်ချိတ်ထားတဲ့ပေါက်မှာပဲတိုင်နိုတစ်တိုင်းထိုးပါမယ်ဘေးပေါက်မှာတိုင်နိုတစ်တိုင်းထိုးပါမယ်ပြီးရင်တိုင်ရောတစ်တိုင်းထိုးပါမယ်တိုင်ရောကိုနီး2မျိုးနဲ့ထိုးလို့ရတယ်ပေါ့နော်ပထမနီကိုအရင်ဆုံးပြပြီးပထမနီကအပေါက်ထဲကိုအပ်ထည့်မယ်ချီယူလာမယ်ဒီလိုမျိုးဖြစ်နေတာကိုမဆွဲထုတ်သေးဘူးနောက်ပေါက်ထဲကိုအပ်ထည့်မယ်ချီကိုဆဲထုတ်လာမယ်ဒီလိုမျိုး3ပေါက်ဖြစ်နေရကိုတစ်ပြိုင်နက်တည်းထုတ်လိုက်ပါမယ်ဒါကိုကြတော့တိုင် short တစ်မျိုးပေါ့နော်နောက်ထပ်တစ်မျိုးကိုပြပေးပါမယ်နော်နောက်တစ်မျိုးကကြတော့ invertible decrease နီလန်းလို့ခေါ်ရဲပေါ့နော်ဒီနီလန်းကတော့ပို့ပြီးလက်ရအောင်တည်သက်စီရပေါ့နော်ဒီလိုမျိုးဖွန်ပြီး2ချမ်းရှိနေရနော်ဖွန်ပြီး2ချမ်းမှာအရှိချမ်းလေးကိုပဲအပ်ထည့်လိုက်မယ်ဒီလိုမျိုးလေးရမယ်နော်ပြီးရင်နောက်ထပ်တစ်ပေါက်နောက်ထပ်အရှိချမ်းလေးကိုပဲအပ်ထည့်လိုက်မယ်နော်ပြီးရင်အမှချီရပြီးတော့အဲ့2ပေါက်ထဲကနေပြီးတော့ဆွဲထုတ်လာမယ်ဒီလို2ပေါက်ပြည့်နေပြီဆိုရင်2ပေါက်လုံးကိုဆွဲထုတ်လိုက်မယ်ဒါကြတော့လက်ရအောင်ပို့တည်သက်ပြီးတော့လှပစီရဲ့နီလန်းပေါ့နော် invertible decrease နီလန်းပထမဦးဆုံးထိုးပြခဲ့တဲ့နီလန်းကတော့အခြေခံသမားတွေအတွက်ပို့ပြီးအဆင်ပြေရပေါ့နော်ဒါကအခြေခံကိုတည်တည်ချာချာရပြီးသွားရင်တော့ဒီနီလန်းလေးကိုသုံးပေါ့နော်ပြန်ထိုးပြပါမယ်ဖွန်ပြီးရဲ့ပထမဦးဆုံးအရှိချောင်းယူတယ်နောက်တစ်ပေါက်ရဲ့အရှိချောင်းကိုလည်းယူလိုက်တယ်အဲ့မှာချီရပြီးတော့ဆွဲထုတ်လာမယ်နှစ်ပေါက်ဖြစ်နေရကိုထပ်ပြီးဆွဲထုတ်မယ်ပေါ့နော်ဒီလိုနီလန်းပေါ့နော်ဒါကတစ်မျိုးခုနကထိုးပြလိုက်တဲ့နီလန်းလေးနဲ့ပဲထိုးပြလိုက်မယ်နော်ပထမဦးဆုံးထိုးပြခဲ့တဲ့နီလန်းကအပေါက်ထဲကိုအပ်ထည့်မယ်ချီကိုဆွဲယူလာမယ်2ပေါက်ဖြစ်နေရပြီးရင်ဘေးပေါက်ထဲကိုလည်းအပ်ထည့်မယ်ချီကိုဆွဲယူလာမယ်3ပေါက်ဖြစ်ပြီဆိုရင်3ပေါက်လုံးကိုဆွဲထုတ်လိုက်မယ်ဒါကတော့ရိုးရိုးတိုင်လျှော့ပေါ့နော်ဒီနီလန်းလေးကိုပဲသုံးပြီးတော့သွားပါမယ်အဲ့တော့တိုင်တို့2တိုင်းတိုင်ရောတစ်တိုင်းနောက်ထပ်တစ်ခေါက်ထပ်ထိုးပြပါမယ်တိုင်တို့တစ်တိုင်း2တိုင်းတိုင်ရောတစ်တိုင်းကိုကြိုက်နေတတ်တဲ့နီလန်းနဲ့သုံးလို့ရတယ်ပေါ့နော်တိုင်ရောထိုးနေရကြတော့ဒါမျိုးကိုတိုင်တို့2တိုင်းတိုင်ရောတစ်တိုင်းတိုင်ရောဆိုတာက2ပေါက်ကို1ပေါက်တည်းဖြစ်အောင်လုပ်တာပေါ့နော်အဲ့တော့နောက်ထပ်တစ်ခေါက်ထိုးပြပါမယ်တိုင်တို့တစ်တိုင်း2တိုင်းတိုင်ရောတစ်တိုင်းဒါမျိုးကို6ကောက်ပြည့်အောင်ထိုးရမယ်ပေါ့နော်တိုင်တို့2တိုင်းတိုင်ရောတစ်တိုင်းတိုင်တို့2တိုင်းတိုင်ရောတစ်တိုင်းနဲ့6ကောက်ပြည့်အောင်လို့ထိုးရပါမယ်အဲ့တော့အဆင့်8တီးပြီးသွားပြီပေါ့နော်တိုင်တို့2တိုင်းတိုင်ရောတစ်တိုင်းပေါ့နော်ပြီးရင်ပထမဦးဆုံးတိုင်တို့ရဲ့ထိပ်မှာယူထုံးစံတိုင်းပဲရှက်ကော်နဲ့ချိန်မယ်ဖွန်ပြီးတစ်ခေါက်ထိုးပါမယ်နော်နောက်တစ်ဆင့်ကိုတက်ပါမယ်နောက်တစ်ဆင့်ကကြတော့ရှက်ကော်ချိတ်ထားတဲ့ပေါက်မှာတိုင်တို့တစ်တိုင်းပြီးရင်ဘေးပေါက်မှာတိုင်ရောပေါ့နော်တိုင်ရောကခုနပြောသလိုပဲ
ကြိုက်တဲ့နီလန်းနဲ့သုံးလို့ရတယ်ပေါ့နော် invertible decrease နီလန်းလည်းရတယ်ပထမဆုံးပြခဲ့တဲ့နီလန်းလည်းရတယ်ပေါ့နော်ကြိုက်တဲ့နီလန်းကိုတော့ဒီမှာတော့ရိုးရိုးထိုးတဲ့ဟာပဲပြလိုက်တော့မယ်နော်တိုင်နိုတတိုင်းတိုင်ရောတတိုင်းတိုင်နိုတတိုင်းတိုင်ရောတတိုင်းဒါမျိုးကို6ကောက်ပြည့်အောင်လို့ထိုးရပါမယ်နော်တိုင်နိုတတိုင်းတိုင်ရောတတိုင်းတိုင်နိုတတိုင်းတိုင်ရောတတိုင်းနဲ့အဆင့်6အထိပြီးသွားပြီဆိုရင်ရှက်ကော်နဲ့ချိန်မယ်နော်ကဲနောက်ဆုံးတစ်ဆင့်ကိုရောက်ပြီးတော့နောက်ဆုံးတစ်ဆင့်ကိုမထိုးခင်မှာဆီလီကွန်ဖြစ်မယ်နော်ဖုံးမီတစ်ခေါက်ထိုးလာပါမယ်ဆီလီကွန်ကိုကြစ်ကြစ်လစ်လစ်လေးဖြစ်အောင်လို့ဖြည့်မယ်နော်နောက်ဆုံးအဆင့်ကိုတက်မယ်ပေါ့နော်နောက်ဆုံးအဆင့်ကတော့လွယ်လွယ်လေးပါပဲတိုင်ရော6တိုင်ပဲထိုးရမှာနော်တိုင်ရော6တိုင်ထိုးရပါမယ်တိုင်ရော6တိုင်ထိုးရပါနော်ပြီးရင်အရင်တိုင်းပဲရှက်ကော်နဲ့ချိတ်ပါမယ်နော်ချက်ကော်နဲ့ချိန်မယ်ဖုံးမီတစ်ခေါက်ထိုးမယ်ကျိုးကိုရှိရှိလေးဖြတ်လိုက်ပါမယ်နော်အဲ့တော့အပေါက်ပိတ်ပါမယ်ချုပ်အပ်လေးနဲ့ပိတ်မယ်ပေါ့နော်ဒီနေ့တစ်ခါတည်းအပေါက်ပိတ်နည်းလေးကိုပြောပြလိုက်ပါမယ်မှာပေါ့နော်ဒီလိုမျိုးအပေါက်ဖြစ်နေရဆိုရင်ဒီဖုံးမီချမ်းရဲ့အပေါ်လေးတွေကိုပဲယူသွားပေါ့နော်အပေါ်ပိုင်းလေးကိုပဲယူသွားပါမယ်ဒီတပတ်လည်လုံးရဲ့ဖုံးမီအပေါ်ပိုင်းလေးတွေကိုပဲဒီအက်နဲ့ဒီလိုမျိုးလေးဖြစ်ဖြစ်ဖွားဖွားလေးပဲအပေါ်ကနေထပ်လိုက်ပေါ့နော်ထပ်ပြီးပြီဆိုရင်ဒီလိုမျိုးရပါမယ်ကျုံညုံလေးဖြစ်အောင်လို့ထပ်ပြီးတော့ဆွဲလိုက်ပါမယ်ဒီမျိုးလေးလှလှလေးပိတ်သွားပြီဆိုရင်ခြီသိမ့်မယ်နော်ခြီကိုကြတော့ဟိုပေါက်ထိုးဒီပေါက်ထိုးနဲ့ပဲသိမ့်လိုက်ပါမယ်နောက်တစ်ခါကြာရင်တော့ဗောနော်TikTokပေါ်မှာတည်တည်ချာချာလေးတင်ပြပေးပါမယ်ဒါကညနာအတွက်ရပြီဗောနော်နေရွက်လေးထိုးပါမယ်နော်နေရွက်ကိုကြတော့ဒီရောင်နဲ့ပဲအသုံးပြုပြီးထိုးပါမယ်နေရွက်ကကြတော့ magic ring လုပ်မယ်magic ring နဲ့မှာတိုင်နို6တိုင်ထိုးမယ်ဗောနော်1 2 3 4 5 6ပြီးရင်ဒီကြိုးကိုရှိရှိလေးဆွဲလိုက်ပါမယ်ပြီးရင်ဒီပထမဆုံးတိုက်ထိုးရဲ့ထိပ်မှာရှက်ကော်ချိတ်ပြီးတော့ချိန်ဝမ်းတက်ပြီးတော့ကြိုးလေးဖြတ်လိုက်ပါမယ်နော်ဒီနောက်ကကြိုးလေးကိုလည်းဖြတ်ပြီးတော့ဒါမျိုးကို2ခုထိုးပါနော်ဒီလိုမျိုး2ခုရမယ်ပေါ့နော်2ခုရပြီဆိုရင်နှာခေါင်းကိုကြတော့ဒီချီနဲ့ထိုးရမယ်နော်မိတ်ကော့တွန်း5 line တော့တစ်စိတ်ချီနဲ့ထိုးပါမယ်နော်ဒါကခုနကနေရွယ်ထိုးတဲ့ပုံစံအတိုင်းပဲနော်မကြည့်ရင်လုံးမယ်ဒီ side နဲ့ပဲထိုးပါမယ်နော် side ကအရန်ကြီးသွားမှာဆိုလို့ပါ5 line ဆိုတော့လေရင်8ထဲမှာတိုင်နို6တိုင်ထိုးပါမယ်1 2 3 4 5 6ပြီးရင်ဒီကြိုးလေးကိုရှိရှိလေးဆွဲလိုက်ပါမယ်ပြီးရင်ပထမဦးဆုံးတိုင်ထိုးရဲ့ထိပ်မှာရှက်ကော်နဲ့ချိတ်ပါမယ်နော်ပြီးရင်ဖုံးမီလေးတစ်ခေါက်ထိုးပါမယ်အဲ့တော့ဒီနေရွက်ကောင်နှာခေါင်းပြီးပြီဆိုတော့ဒီနှာခေါင်းနာကအဖြူဟာလေးကိုလုပ်ပြမယ်ပေါ့နော်အဲ့တော့အဖြူဟာလေးကိုလုပ်ဖို့အတွက်အဖြူကြိုးကိုအနည်းငယ်ရှိရှိလေးဖြတ်လိုက်ပါမယ်နော်ချုပ်အပ်နဲ့ပဲပုံဖော်ပါမယ်အဲ့တော့ဒီပုံလေးသေချာလေးကြည့်ပေးပါနော်
ရပါမယ်ပြီးရင်ဒီအောက်အပေါက်ထဲကိုအထည့်လိုက်မယ်နော်ချက်ကောတက်တက်ချိတ်ထားတဲ့ပေါက်ထဲကိုအလေးထည့်လိုက်ကိုကြိုက်တယ်လို့ပုံလေးဖော်လို့ရတယ်ပေါ့နော်ဒီနေရာမှာကလေဝက်ရုပ်မလုပ်ပဲနဲ့ဝက်ဝင်ရုပ်လုပ်လို့ရပါတယ်ဟာနော်ဒီလိုမျိုးတိပုံစံလေးပေါ့နော်ပြီးရင်ဒီချီကိုတင်လိုက်တော့ဒီနောက်ကချီကိုကြတော့ဒီချီလိုက်မယ်နော်ဒီနရွက်ထိုးထားတဲ့ဟာကိုလည်းချီကိုဒီအနောက်လေးကိုပို့လိုက်ပါမယ်ကော်နဲ့ကပ်ပါမယ်နော်ကော်ကပ်ပါမယ်နော်ဒီရှက်ကော်ထိုးထားတဲ့နေရာကိုကြတော့အနောက်တက်တဲ့ကိုထားမှာပေါ့နော်ဒီမှာရှက်ကော်ထိုးထားဒီဘက်လေးကိုတေချာလေးလှည့်ကော်ကန်းနဲ့ကပ်ပါမယ်နော်နေရွယ်လေးကိုအရင်ဆုံးကပ်ပါမယ်ဒီနေရာမှာလက်ချုပ်လိုက်လို့လည်းရတယ်ပေါ့နော်လက်ချုပ်လိုက်တာနည်းနည်းကြာလို့ဒီတိုင်းကော်နဲ့ပဲကပ်ပြလိုက်တာနေရွယ်ပုံလေးလေးကပ်လိုက်တယ်နော်ဒီကျိုးကိုကကြီးနဲ့ဖြတ်လို့ရပါပြီပြီးရင်ဒီခုနကလှုပ်ထားတဲ့နေရာကိုကြတော့ကကြီးနဲ့ဖြတ်လိုက်ပါနောက်နှာခေါင်းလေးတက်လိုက်တာပါပြီးရင်မျက်လုံးနော်မျက်လုံးကကြောက်ဒီနားလောက်မှတက်ပါမယ်ဒီမှာလေးကီးချိန်မဲ့လှုပ်ပါပဲလှုပ်ရတယ်နော်ခေါင်းစည်းကွင်းတွေပါဆိုတချို့ဆိုရင်လှုပ်ကြတယ်ခုနကကီးချိန်ထည့်ဖို့မေ့ပါလို့ပါမျက်လုံးလေးတက်လိုက်ပါမယ်မျိုးလေးရပါမယ်နော်ပြီးရင်ပါနီနီရဲရဲလေးဖြစ်ချင်တယ်ဆိုရင်တော့ဒီပါနီလေးနည်းနည်းလေးစိုးပေးလိုက်ပေါ့နော်ဒီမှာဆိုရင်ပါနီနီရဲရဲလေးဖြစ်သွားပါပြီနော်ကီးချိန်မဲ့တက်ပြလိုက်တော့မယ်နော်ဒီမှာတော့ရိုးရိုးတန်ကွင်းကီးချိန်ကိုပဲတက်ပြထားရဲပေါ့နော်မျိုးလေးရပါမယ်
ဘောနော်တကယ်လို့ကိုကအခြေခံကိုတေချာတက်ချင်နေဆိုရင်တော့ TikTok GB မှာ GB ဖွဲ့ပြီးတော့တင်ပေးရပေါ့နော်တကယ်လို့ပစ္စည်းမအောင်ကျင်နေဆိုရင် TikTok အကောင့်က HTARCROCHED ထားကိုချက်စနစ်ဆိုပြီးတော့လိုက်ရှာပါနော် profile ပုံကဒီ YouTube profile နဲ့အတူတူပါပဲနော်ပစ္စည်းမှာယူမယ်ဆိုရင်လည်း TikTok ကနေပြီးတော့စစ်စော CP ကနေပြီးတော့လာရောက်မှာယူလို့ရပါတယ်ရှင်ပစ္စည်းလေးကိုလည်းပုံပြပြီးတော့မှာယူလို့ရပါတယ်ဒီနေ့ကတော့ဒီလောက်လေးပဲပေါ့နော်နောက်နေ့ဒီမှာလည်း YouTube မှာ TikTok မှာလည်းအပိုင်းလေးတွေနဲ့တေချာလေးတင်ပေးပါမယ်เนาะဒါကတော့ YouTube မှာပဲအရင်ဆုံးတင်ပေးထားတာပါเนาะတတာ